everyone ချူ vlog ကနေကြိုးစားပါတယ်ဒီနေ့ရတော့ပေါ့နော်ချူအန်ဒီလေးရန်ကုန်တကြီးကြီးကနေပဲမဲချက်ဝယ်လာပေးရပေါ့နော်ဗာမဲလေးလည်းဆိုတော့ဒီဟာကနာမည်တော့မပါဘူးပေါ့နော် blind ပေါဘလာမပါကန်ဆာမဲလေးပဲဖြစ်ပါတယ်နောက်ပြီးကြတော့နောက်တစ်ခုကကြတော့ရွှေလက်ကောင်ရွှေဘော်လုံးရွှေကြားကရှုပ်ကလေးများထည့်သွင်းပေးထားပါသည်တဲ့ဒါကတကယ်တော့ပေါ့နော်မန်းလေးမှာပဲရတာချူတော်မန်းလေးမှာမှားဖို့လုပ်လေးတဲ့အခုကြဒီလေးဝယ်လာအတော်ပဲဖြစ်သွားတာပေါ့နော်သူကရွှေဘော်လုံးနဲ့ရွှေကြားကဆိုတော့မုတ်တေပေါ့နော်ချောကလက်လေးလေအဲ့လိုမျိုးလေးရွှေကလေးကတော့တကယ်အစ်စ်ပေါ့နော်အပြီးကြတော့ဒါလေးကကြတော့ love ဘလာမပါကန်ဆန်းမဲလေးပါချူစာဖောက်မာလေးကတော့ရွှေလက်ကောင်ရွှေဘော်လုံးရွှေကြားကရွှေကလေးမြတ်ထည့်သွင်းပေးထားပါတီလေးပဲဖြစ်ပါတယ်ကဲစာဖောက်မယ် ဒါဆိုရင်စဖောက်နော်စဖောက်ဒါဘယ်နှခုပါဒါလည်း12ခုပဲ12ခုဆိုချူချူ6ခုဟာဒီ သူကတိတ်လေးနဲ့မကပ်ပေးထားဘူးပေါ့နော်ရွှေလေးလိုမျိုးလေးကတိနဲ့ဖောက်ကြမလို့ဘူးသူကကြတော့ဒီဘူးလေးလည်းပြန်သုံးလို့ရတယ် အဲ့လိုဖောက်မယ်နော်ချူချူရင်ဖောက်ကြည့်နော် ဒီပါဒါလေးရင်ဖောက်လိုက်မယ် ချူရင်ဖောက်လိုက်ဖောက်မှာ သူကရွှေလက်ကောင်ဆိုတဲ့အတိုင်းပဲပုံလေးတွေကလည်းဟိုက ပိုင်းတို့ တိုင်းလေး အော်ဟိုပါတော့ လက်သမီးဆွဲကျူလေး အော်ဟိုဆွဲကြိုးဖို့လားဆွဲကြိုးအဲ့ဆိုဒီလေးပေါက်မယ်ဒီမှာဘာတမ်းမှတော့မကြဘာတမ်းမှလည်းမကြဘာလေးဖြစ်လဲစက်ကူအော်စက်ကူမို့ဒီမှာကခွာလေးလေး စတေကာ တနေ့3 5 6 9 8 စတေကာ ဒီကခောက်တာဒါလေးကွာအောင်ကွာနေ နောက်တစ်ခုပါလေ နှစ်ခုကွာအောင်ကွာကုန်ဒီလိုဟာလေးကခွာလေး1 2တနေ့3 5 6ကုန်ကခွာလေးအပြင်နောက်တစ်ခုဖောက်လိုက်နော် ချူဖောက်မယ်အဲ့ဒါလေးအလေးပဲကိုင်းကြည့်ပါလားဖင်နောင်းကွာသွားရ ခွာလိုက်တော့လေ ဖောက်မယ်ရှေ့လေးစီစလိုင်းလာဟုတ်တယ် အော်ဟိုဟာလေးဟိုဆော့တဲ့ဟာလေးဟုတ်တယ်မ စ လား လိုင်းလေး ကျန်ပါလေအိတ်နေ ဟုတ်တယ်စလိုင်း ကန်ကောင်းတဲ့ဟာလေးဒါလေးပောက်ပါတယ်ဒီလေးဖောက်တခုမှလည်းအကုန်လုံးအပေါ့တွေပဲဟမ် ဒါလေးပါရမင်း ဒီလေးကြီးဖောက်လိုက်ဒါလည်းဒီမှာလက်ပတ်ကွင်းလေးအပြာလေးနဲ့အနီလေးနဲ့ဆက်တယ် ချူဖောက်မယ် မဆက်တော့တော့ပါ Oh my god ရုပ်သက်တဲ့ဟာလေးကိုလာဘူးဘူးစိုက်တာလေးနဲ့ချူကလာဘူးဘူးဆိုတာတိုက်တာကဲတခါလေးပါဖောက်ကြည့်လိုက်မယ်ထဲမှာပါလို့ပါတယ်ဘာရောင်လေးလဲတော့မသိရဘူးဟုတ် လက်ကူအညိုရောင်လေးဒီလိုဆက်ပြရတယ်သူ သူကချူဆိုတဲ့ကောင်ကဝယ်သေးတယ်အညူကောင်လေးရောခဲအောင်ပြီးတော့ပောက်တယ် ရုပ်မလာဘူးဆက်ရမှာကိုပေါ့ကိုပြန်ဆက်မယ်အဲ့ဆိုဒီလေးဖောက်မယ်နော်ဖောက်မယ်တော့ဖောက်မယ် ခုနကတော့ဝါဒီစီကကွာသွားတဲ့ဟာလေး ဒါဒီမှာခေါင်းစည်းကျိုးလေးကျူဖောက်အဲ့ဆို ချူဖောက်မယ်ဒါလေးဖောက်မယ်အော်စာဒါရှိ ဒီဖောက်မယ်နော်ဖောက်မလားမရှိ ကုန်ပြီ မဖောက်မယ်နော်ဒါဒီမှာ လက်စွပ်ကို လက်စွပ်တွေ ကိုအများကြီးပဲ လက်စွပ်ဒါပေမဲ့ ပုံစံမတူဘူး မတူလေ အများကြီးပဲဟောင်းချတော့ လက်စွပ်လေးတသေးလေးချူလက်နဲ့တော်တဲ့ဟာလေးချူလက်နဲ့တော်တယ်မတသေးလေးအများကြီးပဲ ကျချူဖောက်မယ်ဝိုင်းလေဝါချီကြည့်ပါဘောဟဲ့ 哦，不看过啊。我
ဖိုးကဟို အသားလေးရလေ ဖိုးကဟိုလေပြုတ် အသားလေးကကောင်းတယ်ကော်လည်းမဟုတ် စစ်တူကန်ကန်ဟိုဖိုးကညလာမဖြစ်ဖိုးကအတီးလေးဖောင်းနော်အဲ့ဒါဘာမှလည်းမကြောက်ရွှေကဒါရွှေလက်ကောင်နော်ဟုတ်ရွှေလက်ကောင် ရှိလက်က ဘာမှမပါဘူးဒီရချစ်စရာအော်ဒါလည်းခုနလိုပဲခုနထားနေပြီဒီမှာ ဒါကော်ရုပ် ဟိုဘိုကောရုပ် ဒါချောင်းလုံးကတော့အသားလေးအဲ့ဒါနဲ့ ချူဖောက် ခရမ်းနေတဲ့ဖောင်းလိုက်တော့ဝဲ ဘာလို့ ချင်းလေးချင်းလေးပါနောက်ဆုံးတစ်ခုကျေပေါ်ချင်းနဲ့ကျေပေါ် တူပဲဒီလိုကော်လေးပဲ ကော်ရုပ်ကတော့ ကော်ရုပ်ကလေး တော်လေးလေးကိုပါ ကော်ရုပ်ကလေးပါ ချူအကြိုက်ဆုံးကတော့ အဲ့ဒါဒီမှာပေါက်တာဒီမှာ လာဘူးဘူးလေးပေါ့နော်လာဘူး ဒီ ဘူး ဒီ လေး ဟာလေးတွေ ပိုးဟက်ကတော့ကြောက်တယ်ဒါပေမဲ့ပိုးဟက်ကအားကိုင်းလို့ကောင်းတယ် ဒီတော့ဆောရဟာလေးရဒါလေးရဒါလေးရ slime လေးရယ် slime ရလက်ပတ်ရ ကောင်းစီကျိုးလေးရယ် ကတ်ခွာရ ဒီမှာ ကတ်ခွာရဒါရဒါပြီးနော်ညာ ကဲချူရဲ့ဗီဒီယိုလေးကိုအစအနေအဆုံးထိကြည့်ပြီးသွားရင်ဆိုရင်လည်း like and subscribe လုပ်ပေးကြပါဦးတော့အားလုံး bye bye ပါ bye bye